ငယ်ချင်း အေးပြော ငါကလေအခုကထက်တန်းကတော့ပြီးသေးဘူးလားဒါပေမဲ့နိုင်ငံသားမှာလည်းတောင်းတက်ရှိတယ်ဆိုတော့ငါဘာလုပ်ပြင်လဲ အော်အဲ့ဆိုလေငါငယ်ချင်းတော့စစ်တမ်းမှာတဲ့နေကြီးတွေအကြောင်းသွားစူးစမ်းကြည့်လိုက်ရအောင် အော်ကောင်းတယ်ကောင်းတော့တက်တယ် ဝိုင်း လေ တော့ကြတို့မင်္ဂလာပါဘယ်တန်းလေးမှသိချင်လဲရှင့် အိုးညီမတို့လည်းရောက်ကြီးတွေအကြောင်းလေးစူးစမ်းချင်လို့ပါ အမတို့စီမှာဆိုလို့ရှိရင် GT อ่ะပေါ့နော်တပတ်လေးရဖွင့်တဲ့အတန်းလေးရယ်စနေသင်းကိုဖွင့်မဲ့အတန်းလေးရယ်ဆိုပြီးနှစ်တန်းရှိရယ်ပေါ့နော်ဒီတပတ်လေးရဖွင့်မဲ့အတန်းလေးမှာဆိုလို့ရှိရင် full scale ချိန်နဲ့ live ထိုင်းလေးပါတယ်ဒီစနေသင်းကိုဖွင့်မဲ့အတန်းလေးမှာဆိုလို့ရှိရင်တော့အဲ့အတန်းလေးမပါဘူးပေါ့နော် ညီမကလေတငယ်ချင်းတယောက်လည်းရှိသူ့အတွက်လည်းစုံစမ်းပေးချင်လို့ပဲသူကကြောက်အလုပ်တစ်ဖက်နဲ့ဆိုတော့လေသူကဘယ်အတန်းလေး join အဆင်ပြေမလဲမသိဘူး အဲ့ဆိုလို့ရှိရင်တော့စနေသင်းကိုဖွင့်တဲ့အတန်းလေးကို join စစ်ချင်တယ်ပေါ့နော်အဲ့ဒီအတန်းလေးကကြတော့ဒီအလုပ်တစ်ဖက်တည်တဲ့တစ်ဖက်ရှိရတဲ့သူတွေအတွက်တည်တဲ့ဖွင့်ပေးထားတဲ့ဒီအတန်းအသစ်လေးဖြစ်တယ်ပေါ့နော်အဲ့တော့ဒီစနေသင်းရဲ့အတန်းလေးကိုတက်ကြည့်စေချင်တယ်ပေါ့နော် အင်္ဂလိပ် level ဘယ်လောက်ဆိုအဆင်ပြေမလဲမသိဘူး အင်္ဂလိပ် level ကကြတော့ B1 B2 လောက်ဆိုလို့ရှိရင် GT ကိုနည်းနည်းလေးပြီးနိုင်တယ်တကယ်လို့ကိုယ့်ရဲ့အင်္ဂလိပ် level ကနည်းနည်းလေးနှိမ့်နေရဆိုလို့ရှိရင်တော့ဒီပြီးဖို့နည်းနည်းလေးကြာနိုင်မယ်ပေါ့နော်ဒါပေမဲ့ SKT ကနေပြီးတော့ဒီ full scale လေးနဲ့ဒီကိုယ့်ရဲ့အင်္ဂလိပ်စာ level ကိုလည်းမြင့်တင်ပေးပါတယ် အော်အဲ့ဆိုအဆင်ပြေတာပေါ့ကျင်းကလည်းဒီမှာအတင်ပြကောင်းတယ်လို့ပြောတယ် အဲ့ဒါလို့ရှိရင်တက်ကြမယ်လေ အဲ့ဆိုငါတို့ join ကြရအောင်အဲ့ဆိုညီမတို့လည်းရောက်ကြားရသွားလိုက်မယ်နော် ဟုတ်ကဲ့ရပါတယ်ရှင်